grammar pattern တွေအလွတ်ချက်ထားပေမဲ့တကယ်တမ်းစကားပြောတဲ့အချိန်ကြလို့ရှိရင်ဘာပြောမှမသိပဲနဲ့ဖြစ်နေတော့မယ်လားစိတ်မပူပါနဲ့အင်္ဂလိပ်စာเนาะစပြီးတော့လေ့လာတဲ့သူတော်တော်များများအဲ့ဒီလိုဖြစ်တတ်ပါတယ်အဓိကเนาะ grammar ကိုစကားပြောရမှာဘယ်လိုချိတ်ဆက်ရမယ်ဆိုတာမသိသေးလို့အဲ့ဒါကြောင့်သင်ယူမဲ့သူတွေအတွက် basic grammar နဲ့ basic speaking ကိုเนาะပေါင်းဆက်သင်ကြားပေးမယ် basic grammar နဲ့ basic speaking ရှစ်ရက် free class သင်တန်းကိုဖွင့်လှစ်လိုက်ပါတယ်ဒီသင်တန်းမှာเนาะလက်တွေ့စကားပြောမှာအဓိကသုံးရမယ်เนาะသင်ခန်းစာတွေကို Telegram ကနေ video class နဲ့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ် Telegram group ထဲမှာเนาะ video သင်ခန်းစာတွေကိုကိုအားတဲ့အချိန်မှာဝင်ရောက်လေ့လာနိုင်တာဖြစ်လို့เนาะအလုပ်မအားတဲ့သူတွေကျောင်းသားကျောင်းသူတွေအတွက်အရန်ကိုအဆင်ပြေစေမှာဖြစ်ပါတယ်အခုဒီ8ရက်စာเนาะ free class သင်တန်းကို join ချင်တယ်ဆိုလို့ရှိရင်ဒီ video အောက်က comment မှာ free လို့ရေးပေးခဲ့ပါเนาะဒီကနေပြီးတော့เนาะဒီ Telegram group link ကိုပေါ့เนาะပို့ပေးပါမယ်